tata bhagava dora dodamada mudada namo tata bhagava dora dodamada mudada namo tata bhagava dora dodamada mudada khuniya ngala 2025အခြေခံဗိဓမာအခြေခံပထမဆင့်စာပေလေ့လာနေသောတရားဓမ္မများအတွက်အထောက်အကူရပါစေကြည်အကျိုးငါစိတ်ပိုင်းကိုဒီကနေ့ဒုတိယနေ့သင်ပေးမှာဖြစ်ပါတယ်ညဝေပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီကျမ်းပြုဒီကျမ်းကိုဘယ်သူရေးလဲဆိုလို့ရှိရင်ဗိဓမထသင်္ကန်းမြည်တဲ့ကျမ်းကိုအရှင်နုဒ္ဒရာမထေရမြတ်ရေးပါတယ်ဒါကြောင့်မလို့ဒီနံပါတ်1ပုဒ်ကဘာလဲဆိုရင်ဗနာမနဲ့ပဋိညင်တဲ့နံပါတ်1ကဗနာမနဲ့ပဋိညင်ဗနာမနဲ့ပဋိညင်ဗနာမဆိုတာရှိခိုးတာဒီရှိခိုးတယ်ဆိုတာကနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရှိခိုးတာပါတရားပါရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုရှိခိုးတာမြတ်စွာဘုရားရှင်ကိုရှိခိုးပြီးတဲ့အချိန်ကမှအဘိဓမ္မထသင်္ဃအမည်ရှိတဲ့တိညိုကျမ်းကိုရေးပါမယ်ဆိုပြီးတော့ကျမ်းပြုဆရာမထေရမြတ်ကဝန်ခံကတိပေးတယ်ပေါ့ပဋိညင်ဆိုတာဝန်ခံကတိပေးတယ်ဝန်ခံကတိပေးပြီးတော့ဒုတိယမြောက်နှစ်ပုံမြောက်မှာဘာရေးလဲဆိုလို့ရှိရင်ပရမတ္ထတရား၄ပါးဆိုပြီးတော့ထိုဗိဓမာကျမ်း၌လုံးစုံသောအပြားဖြင့်မြတ်စွာဘုရားဟောတော်မူသောဗိဓမာနဲ့တို့သည်တဲ့ပရမတ္ထအားဖြင့်၄ပါးဆိုပြီးတော့ပရမတ္ထတရား၄ပါးကိုရည်တွက်ပြတယ်ပေါ့စိတ်၎င်းနဲ့စေတသိက်၎င်းရုပ်၎င်းနိဗ္ဗာန်၎င်းဤသို့အပြားဖြင့်၄ပါးသောအကြောင်းတို့ကြောင့်တည်၏ဆိုပြီးတော့ပရမတ္ထတရား၄မျိုးရည်တွက်တယ်ပရမတ္ထတရား၄မျိုးကဘာလဲဆိုလို့ရှိရင်စိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ပေါ့စိတ်က89မျိုးရှိတယ်စေတသိက်က52မျိုးရှိတယ်ရုပ်က20နဲ့မှ10မျိုးရှိတယ်နိဗ္ဗာန်ပေါ့အဲ့ဒီလိုဒုတိယပုဂ္ဂိုလ်ရေးပြီးတော့တတိယပုဂ္ဂိုလ်အနေနဲ့ဗာလီရေးလဲဆိုလို့ရှိရင်ဘုံစိတ်အပြား၄ပါးဆိုပြီးတော့ရေးတော်မူပါတယ်ထို့တွင်နဲ့ရှေးဥစွာစိတ်သည်တဲ့ကာမဝတ္တရစိတ်၎င်းဒုဘဝတ္တရစိတ်၎င်းအတုဘဝတ္တရစိတ်၎င်းလောကရစိတ်၎င်းဤသို့အပြားဖြင့်၄မျိုးပြပါတယ်နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်စိတ်သည်၄မျိုးပြပါတယ်ရတဲ့၄မျိုးကဘာတွေလဲဆိုလို့ရှိရင်ကာမဝတ္တရစိတ်ဒုဘဝတ္တရစိတ်အတုဘဝတ္တရစိတ်လောကုတ္တရာစိတ်ဆိုပြီးတော့ဤသို့၄မျိုးပြတယ်ပေါ့ကာမဝတ္တရစိတ်မှာဆိုလို့ရှိရင်ဘယ်နှမျိုးတောင်ရှိသလဲဆိုလို့ရှိရင်54မျိုးရှိတယ်ဒုဘဝတ္တရစိတ်မှာဆိုလို့ရှိရင်15မျိုးရှိတယ်အတုဘဝတ္တရစိတ်မှာဆိုရင်12မျိုးရှိတယ်လောကုတ္တရာစိတ်မှာဆိုလို့ရှိရင်10မျိုးရှိတယ်အကျယ်40အမျိုးအစားရှိတယ်ပေါ့ဒါဆိုလို့ရှိရင်စိတ်က4မျိုးရှိတယ်လို့ဘုံစိတ်4မျိုးရှိတယ်လို့ကျမ်းမြင့်အနေနဲ့သိထားရမယ်ကာမဝတ္တရစိတ်ဒုဘဝတ္တရစိတ်အတုဘဝတ္တရစိတ်လောကုတ္တရာစိတ်ဆိုပြီးတော့4မျိုးရှိတယ်ပေါ့4မျိုးရှိတယ်ဆိုတော့စာပိုက်4မှာကြတော့ဘာရေးလဲဆိုလို့ရှိရင်စာပိုက်4မှာကြတော့လောဘမှုစိတ်10ပါးကိုရည်တွက်ပြတယ်ဘာရည်တွက်ပြလဲဆိုရင်လောဘမှုစိတ်10ပါးကိုရည်တွက်ပြတယ်လောဘမှုစိတ်ကဘယ်ထဲမှာပါလဲဆိုရင်အကုသိုလ်စိတ်12ပါးထဲမှာပါတယ်ပေါ့အကုသိုလ်စိတ်12ပါးထဲမှာလောဘမှုစိတ်10ပါးကိုရည်တွက်ပြီးပြီဆိုလို့ရှိရင်12ပါးပြဖို့ဘယ်နှပါးကျန်လဲဆိုရင်4ပါးကျန်လိမ့်မယ်ဟုတ်ပြီထိုးတွင်နဲ့အဘယ်စိတ်ဒီကာမဝဆရမြည်တဲ့ထိုးတွင်ဆိုတာအပေါ်ကရည်တွက်ခဲ့တဲ့စိတ်တွေပေါ့ထိုးတွင်ဆိုတာထိုးကာမဝဆရစိတ်ဒုဘဝဆရစိတ်အတုဘဝဆရစိတ်လောကုတ္တရာစိတ်ထဲမှာပေါ့ထိုကာမဝဆရစိတ်ဒုဘဝဆရစိတ်လောကုတ္တရာစိတ်ထဲမှာပေါ့စိတ်တို့တွင်ပေါ့အဘယ်စိတ်ဒီတဲ့ကာမဝဆရစိတ်ဒီဟာဘယ်စိတ်တွေကကာမဝဆရစိတ်တွေလဲဒီလိုမေးတာဘယ်စိတ်တွေကကာမဝဆရစိတ်တွေလဲလို့မေးတော့အဲ့မှာဘာလဲဆိုလို့ရှိရင်သောမနတ္တသဟဂုတ်ဒိဋ္ဌိကတတံပယုတ်အသင်္ဃာတိကစိတ်တစ်ပါးသသင်္ဃာတိကစိတ်တစ်ပါးနှစ်ပါးရသွားပြီပေါ့သောမနတ္တသဟဂုတ်ဒိဋ္ဌိကတတံပယုတ်အသင်္ဃာတိကစိတ်တစ်ပါးသောမနတ္တသဟဂုတ်ဒိဋ္ဌိကတတံပယုတ်သသင်္ဃာတိကစိတ်တစ်ပါးသောမနတ္တဆိုတာကဘာလဲဆိုလို့ရှိရင်နှစ်သက်ခြင်းနဲ့သဟကတဆိုတာသဟဂုတ်ဆိုတာတကဝဖြစ်တယ်ပေါ့နှစ်သက်ခြင်းနဲ့တကဝဖြစ်တယ်ဒိဋ္ဌိကတတံပယုတ်ဒိဋ္ဌိနဲ့ရှင်းတယ်အသင်္ဃာတိကဆိုတာတိုက်တွန်းခြင်းမရှိတဲ့စိတ်တစ်မျိုးပေါ့အသင်္ဃာတိကဆိုတာတိုက်တွန်းခြင်းနဲ့တကွာဖြစ်တဲ့စိတ်သူများတိုက်တွန်းမှဖြစ်တဲ့စိတ်နှစ်မျိုးရသွားတယ်နောက်တစ်ခုကသောမနတ္တသဟဂုံဒိဋ္ဌိကတဝိပယုတ်အသင်္ဃာတိကစိတ်တစ်ပါးသသင်္ဃာတိကစိတ်တစ်ပါးဒါဆိုလို့ရှိရင်တစ်ပါးဆိုလို့ရှိရင်နှစ်ပါးရတယ်ခုနကသောမနတ္တသဟဂုံဒိဋ္ဌိကတတံပြီးအခုကဘာလဲဆိုရင်သောမနတ္တသဟဂုံဒိဋ္ဌိကတဝိပယုတ်ဒိဋ္ဌိနဲ့မရှင်းဘူးနှစ်သက်ခြင်းတော့ရှိတယ်ဒိဋ္ဌိနဲ့တော့မရှင်းဘူးသူ့မှာလည်းတိုက်တွန်းခြင်းနဲ့တကွာဖြစ်တဲ့စိတ်ရှိတယ်တိုက်တွန်းခြင်းမရှိတဲ့စိတ်ရှိတယ်ပေါ့နှစ်ပါးပေါ့နောက်အဲ့ဆိုရင်၄ပါးရသွားပြီသောမနတ္တသဟဂုတ်က၄ပါးပေါ့နော်ဒီထဲမှာဒိဋ္ဌိကတတံမြုပ်က2ပါးဒိဋ္ဌိကတဝိပယုတ်က2ပါးနောက်တစ်ခါဥပိ္ပခာသဟဂုတ်ဒိဋ္ဌိကတတံမြုပ်အသင်္ဃာတိကစိတ်တစ်ပါးဥပိ္ပခာသဟဂုတ်ဒိဋ္ဌိကတတံမြုပ်သသင်္ဃာတိကစိတ်တစ်ပါးအပေါ်ကကြတော့သောမနတ္တအခုဟာကကြတော့ဥပိ္ပခာနဲ့တကွာဖြစ်တဲ့ဒိဋ္ဌိကတဒိဋ္ဌိနဲ့လည်းရှင်းတယ်ပေါ့အသင်္ဃာတိကဆိုတာတိုက်တွန်းခြင်းမရှိဘူးသသင်္ဃာတိကဆိုတာတိုက်တွန်းခြင်းရှိတဲ့စိတ်တစ်မျိုးတိုက်တွန်းခြင်းမရှိတဲ့စိတ်တစ်မျိုးဆိုပြီးတော့စိတ်နှမျိုးရှိပြန်တယ်နောက်တစ်ခါကျတော့ဥပိ္ပခာသဟဂုတ်ဒိဋ္ဌိကတဝိပယုတ်အသင်္ဃာတိကစိတ်တစ်ပါးသသင်္ဃာတိကစိတ်တစ်ပါးဆိုပြီးတော့
နောက်ထပ်2မျိုးရည်တွက်ပြတယ်ပေါ့ဒိဋ္ဌိကဥပိ္ပခါထဲမှာလည်းဒိဋ္ဌိကတဒိဋ္ဌိနဲ့မရှင်တဲ့စိတ်ရှိတယ်ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ရှိတယ်အဲ့ဒီဥပိ္ပခါထဲမှာလည်းဒိဋ္ဌိနဲ့မရှင်တဲ့ထဲမှာလည်းအသင်္ခါတိကစိတ်တစ်မျိုးရှိတယ်တသင်္ခါတိကစိတ်တစ်မျိုးရှိတယ်ပေါင်းလိုက်လို့ရှိရင်အကုန်ပေါင်း4မျိုးရှိတယ်ပေါ့ဤသို့တဲ့အပြားအဖြစ်နဲ့ဤစိတ်တို့သည်တဲ့8ပါးသောတဲ့လောဘတဟာကိုစိတ်တို့သည်မြည်ကုန်၏ပေါ့ဒါတို့ရှိရင်8ပါးသောလောဘတဟာကိုစိတ်တို့သည်မြည်တယ်တဲ့8ပါးသောလောဘတဟာကိုစိတ်တွေမြည်တယ်ဘယ်စိတ်တွေလဲဆိုလို့ရှိရင်ဤစိတ်တို့သည်ပေါ့နော်ဤစိတ်ဆိုတာတခြားမဟုတ်ပါဘူးဒီအဘောကနေယူတတ်ခဲ့တဲ့သောမနတတဟာကိုဒိဋ္ဌိကတတံမျိုးအသင်္ဃာတိကစိတ်တစ်ပါးသောမနတတဟာကိုဒိဋ္ဌိကတတံမျိုးသသင်္ဃာတိကစိတ်တစ်ပါးသောမနတတဟာကိုဒိဋ္ဌိကတဝိပယအသင်္ဃာတိကစိတ်တစ်ပါးသောမနတတဟာကိုဒိဋ္ဌိကတဝိပယသသင်္ဃာတိကစိတ်တစ်ပါးအဲ့ဒီလိုပဲဥပေက္ခတာကိုဒိဋ္ဌိကတတံမျိုးအသင်္ဃာတိကစိတ်တစ်ပါးဥပေက္ခတာကိုဒိဋ္ဌိကတတံမျိုးသသင်္ဃာတိကစိတ်တစ်ပါးဥပေက္ခတာကိုဒိဋ္ဌိကတဝိပယအသင်္ဃာတိကစိတ်တစ်ပါးဥပေက္ခတာကိုဒိဋ္ဌိကတဝိပယသသင်္ဃာတိကစိတ်တစ်ပါးဆိုပြီးတော့စိတ်10မျိုးရှိတယ်ပေါ့ဒါကလောဘမှုစိတ်10ပါးကိုရည်တွက်တယ်လောဘမှုစိတ်10ပါးကိုရည်တွက်ပြီးပြီဆိုလို့ရှိရင်အကုသိုလ်စိတ်12ပါးထဲမှာလောဘမှုစိတ်10ပါးကိုရည်တွက်ပြီးပြီဆိုရင်နောက်ထပ်12ပါးပြည့်ဖို့ရည်တွက်ဖို့ဘယ်နှပါးကျန်တယ်လဲဆိုရင်2ပါးကျန်သေးတယ်အဲ့2ပါးကဘာလဲဆိုလို့ရှိရင်ဒီစာပိုင်9မှာရည်တွက်ပြထားတယ်ခေါင်းစည်းကဘာလဲဆိုရင်ဒေါသမှုစိတ်2ပါးတဲ့ဒေါသမှုစိတ်2ပါးကြတော့ဘယ်လိုရည်တွက်လဲဆိုလို့ရှိရင်ဒေါမနတသဟာဂုတ်တဲ့ဒေါမနတဆိုတာကနှလုံးမသားရာဖြစ်တာစိတ်နှလုံးမချမ်းမြေတာပေါ့ဒေါမနတသဟာဂုတ်ပဋိကတံမြုပ်ထိပါခြင်းနဲ့တကွာဖြစ်တဲ့ထိခိုက်လို့စိတ်ရှိတယ်သူများကိုဖျက်ဆီးလို့စိတ်ရှိတယ်ပေါ့အသင်္ဃာတိကစိတ်တစ်ပါးတိုက်တွန်းခြင်းမရှိဘူးတိုက်တွန်းခြင်းမရှိတဲ့စိတ်ပေါ့သူများကိုဖျက်ဆီးတာကိုသူများဇုံတယောက်ကမတိုက်တွန်းမနဲ့ကိုယ့်ဘာကိုဖျက်ဆီးခြင်းနေတဲ့စိတ်အဲ့ဒါကိုအသင်္ဃာတိကစိတ်လို့ခေါ်တယ်အဲ့အသင်္ဃာတိကစိတ်တစ်ပါးနောက်တစ်ခါတသင်္ဃာတိကစိတ်တစ်ပါးသူများကဖျက်ဆီးခိုင်းတာဘယ်သူကိုတော့ဖျက်ဆီးလိုက်တဲ့ကိုမှနှလုံးမသားရဖြစ်နေတဲ့ဇုံတယောက်ကနေဖျက်ဆီးခိုင်းလိုက်တဲ့အတွက်ကြောင့်မလို့ဖျက်ဆီးလိုက်တဲ့ကိုယ်စိတ်မှလည်းပျက်စီးသွားတယ်စိတ်ချမ်းသာမှုတွေပျက်စီးသွားတယ်အဲ့ဒါလိုစိတ်မျိုးကိုဒီဒေါသမှုစိတ်အသင်္ဃာတိကပေါ့သူများတိုက်တွန်းလိုက်လို့ဖြစ်လိုက်တဲ့ဒေါသစိတ်ပေါ့ဒါကြောင့်ဤသို့တဲ့အပြားအဖြစ်ဤစိတ်တို့သည်တဲ့ဤစိတ်တို့သည်တဲ့2ပါးသောပဋိကတံမျိုးစိတ်တွေမြည်ပါတယ်တဲ့ဒါဆိုလို့ရှိရင်မြည်တယ်ပေါ့နော်မြည်တယ်ပေါ့ဘာဤစိတ်တို့သည်ပေါ့မြည်တယ်ပေါ့ဒီစိတ်တွေကမြည်တယ်ဘာမြည်တာလဲပဋိကတံမျိုးစိတ်မြည်တယ်ပေါ့ပဋိကတံမျိုးစိတ်တို့မြည်တယ်ပဋိကတံမျိုးစိတ်မြည်တဲ့စိတ်ကဘယ်နှပါးလဲဆိုလို့ရှိရင်2ပါးသောပေါ့2ပါးပေါ့အဲ့2ပါးကဘာလဲဆိုရင်ဒေါမနတသဟာဂုတ်ဒေါမနတသဟာဂုတ်ဒေါမနတသဟာဂုတ်ပဋိကတံမယုတ်အသင်္ဃာတိကစိတ်တစ်ပါးဒေါမနတသဟာဂုတ်ပဋိကတံမယုတ်သသင်္ဃာတိကစိတ်တစ်ပါးဒါဆိုလို့ရှိရင်ဒေါသမှုစိတ်2ပါးကလည်းဒေါသမှုစိတ်2ပါးထဲမှာလည်းအသင်္ဃာတိကပါတယ်သသင်္ဃာတိကပါတယ်ခုနကရေတွက်ထဲမှာလောဘမှုစိတ်10ပါးထဲမှာလည်းအသင်္ဃာတိကတွေပါတယ်သသင်္ဃာတိကတွေပါတယ်ဒီနေရာမှာတံမယုတ်တော့ပါတယ်ဝိပယုတ်မပါဘူးတံမယုတ်ကဘာတံမယုတ်လဲဆိုရင်ပဋိကတံမယုတ်အပေါ်မှာလောဘမှုစိတ်10ပါးထဲမှာပါတယ်တံမယုတ်ကဘာတံမယုတ်လဲဆိုရင်ပဋိကတံမယုတ်ပေါ့နောက်တစ်ခါဒါဆိုလို့ရှိရင်လောဘမှုစိတ်10ပါးဒေါသမှုစိတ်2ပါးရေတွက်ပြီးသွားရင်အကုသိုလ်စိတ်က10ပါးရှိသွားပြီ12ပါးပြည့်ဖို့ဘယ်နှပါးကျန်တယ်လဲဆိုလို့ရှိရင်2ပါးကျန်တယ်ပေါ့10ပါးပြည့်ဖို့ဘယ်နှပါးကျန်တယ်လဲဆိုရင်2ပါးကျန်တယ်အဲ့ဒီ2ပါးကဘာလဲဆိုလို့ရှိရင်မောဟမှုစိတ်2ပါးတဲ့မောဟမှုစိတ်2ပါးဆိုတာဥပိ္ပခာတဟာဂုတ်ဝိသိကိစ္စတံပြုတ်စိတ်1ပါးတဲ့ဥပိ္ပခာတဟာဂုတ်ဥဒိစ္စတံပြုတ်စိတ်1ပါးတဲ့ဤတို့အပြားအဖြစ်နဲ့ဤစိတ်တို့သည်2ပါးသောမောဟမှုစိတ်တို့မြည်ပါတယ်တဲ့ဘာစိတ်မြည်တယ်လဲဆိုလို့ရှိရင်မြည်တယ်ပေါ့နော်မြည်တယ်ပေါ့ဘာမြည်တာလဲဆိုရင်မောဟမှုစိတ်မြည်တယ်မောဟမှုစိတ်မြည်တယ်ဘယ်သူတွေမြည်တာလဲလူမြည်တာလားဘာလူကမြည်တာလဲဆိုလို့ရှိရင်ဤစိတ်တို့သည်ပေါ့ဤစိတ်တို့သည်2ပါးသောမောဟမှုစိတ်တို့မြည်တယ်ပေါ့နော်2ပါးသောမောဟမှုစိတ်တို့မြည်တယ်2ပါးသောမောဟမှုစိတ်တို့မြည်တယ်ဘယ်သူမြည်တာလဲဆိုလို့ဘာတွေမြည်တာလဲဆိုရင်ဤစိတ်တို့သည်မြည်တယ်အဲ့ဒီဤစိတ်ကဘာစိတ်တွေလဲဆိုရင်ဥပိ္ပခာတဟာဂုတ်ဝိသိကိစ္စတံမျိုးစိတ်1ပါးဥပိ္ပခာတဟာဂုတ်ဥဒိစ္စတံမျိုးစိတ်1ပါးဥပိ္ပခာတဟာဂုတ်ဆိုတာကတော့နှစ်သက်တာလည်းမဟုတ်ဘူးဒီဝမ်းသာနေတာလည်းမဟုတ်ဘူးအလယ်လည်းဖြစ်နေတဲ့စိတ်ပေါ့ဝိသိကိစ္စဆိုတာတန်တရားဖြစ်နေတာဝိကတစိကိစ္စဝိသိကိတမဆုံးဖြတ်နိုင်မှာအာယုံတစ်ခုကိုမှားတဲ့မှန်တယ်မဆုံးဖြတ်နိုင်မယ်နဲ့တန်တရားဖြစ်နေတဲ့စိတ်ကိုဝိသိကိစ္စတံမျိုးစိတ်အဲ့စိတ်နဲ့အဲ့ဒီဝိသိကိစ္စဆိုတဲ့စိတ်တသိမ့်နဲ့ရှင်တဲ့စိတ်ကိုဝိသိမောဟမှုစိတ်လို့လည်းခေါ်နောက်တစ်ခုကဥဒိစ္စပြန့်လွင့်နေတာပြန့်လွင့်နေတယ်ဆိုတာစိတ်ကအာယုံတစ်ခုတည်းမှမရောက်ဘဲနဲ့ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ပြန့်လွင့်နေတာဥဒိစ္စကလည်းတကယ်တမ်းကျတော့စိတ်တသိမ့်အဲ့ဒီပြန့်လွင့်မှုနဲ့ရှင်တဲ့စိတ်ကိုဥဒိစ္စတံမျိုးစိတ်လို့ခေါ်တာအဲ့ဒီဥဒိစ္စတံမျိုးစိတ်ဒါဆိုရင်ဥဒိစ္စတံမျိုးစိတ်ကတပါးပေါ့ဝိသိကိစ္စတံမျိုးစိတ်ကတပါးသူတို့ကဝေဒနာကဘာဝေဒနာလဲဆိုရင်ဥပိ္ပခာဝေဒနာတဲ့ဒါကြောင့်မလို့အကုသိုလ်စိတ်ဘယ်နှပါးရှိသလဲလို့မေးရင်အကုသိုလ်စိတ်12ပါးရှိတယ်ပေါ့အကုသိုလ်စိတ်က12ပါးရှိတယ်အကုသိုလ်စိတ်က12ပါးရှိတယ်အကုသိုလ်စိတ်က12ပါးရှိတယ်12ပါးကဘာလဲဆိုရင်လောဘမှုစိတ်10ပါးဒေါသမှုစိတ်2ပါး
မောဟမှုစိတ်2ပါးပေါ့အားကြောင့်အကုသိုလ်စိတ်10ပါးရှိတယ်ပေါ့